ပြိုင်ပွဲဝင်အမှတ်စဉ်3ဖြစ်ပါတယ်ရှင်ဟာတတိုက်ဖွဲ့ကိုလက်ခုပ်တီးပြီးကြိုးဆိုပြီးတော့ပြိုင်ပွဲဝင်အဖွဲ့ဝင်4ဦးနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်ဒီဘက်မှာပါဝင်ကြတဲ့ဟာတာလူရှင်တော်များမှာဆိုရင်ဖြင့်ကိုစူပါလင်းလက်ကလေးထောင်ပြီးမိတ်ဆက်ပေးပါခင်ဗျာကိုတွက်လက်ကိုဝိုင်းဝိုင်းလေကိုချက်လီတို့ဖွဲ့စည်းထားတဲ့ကျွန်တော်တို့ဟာတာညီကို4ဦးဖွဲ့စည်းထားတဲ့အဖွဲ့ပဲဖြစ်ပါတယ်ဟာတတိုက်ရဲ့ဖြောပြေတင်ဆက်မှုပြိုင်ပွဲဝင်ပုံကိုဆက်လက်ရှုစားအားပေးတော်မူကြပါဦးခင်ဗျာပေါင်းစုအားနဲ့ပြောပြေကနေညီအသက်သမားဆိုတဲ့အတ္တရံဆွဲဝိုင်းဝန်းချေမုံကြီးရဲဝုန်းနဲ့ရှိချင်ရဟာတိုင်းအများကြိုက်လို့နေတဲ့ခံရခက်တယ်ခံရခက်တယ်ခံရခက်တယ်မပြရမချင်းပါဘူးချင်းနာမျက်စိချင်းနာမျက်စိအဲ့ကောင်ကောနဲ့မြန်မာနိုင်ငံခင်မီနေပြီတိုးတက်နေပြီကျင်းတာမဟုတ်ဘူးကျင်းနေတာမင်းမျက်လုံးကျင်းနေတာမင်းမျက်လုံးနော်မြန်မာကြီးတိုးတက်နေတဲ့အကြောင်းကိုငါကဒီလိုတောင်ပြောပြလိုက်ခြင်းဘယ်လိုပြောနေတာလဲဘယ်နာတော့ခုနလေးလေဘယ်နာတော့လားပေါင်သားပေါင်သားငါပေါင်သားလို့မထင်ဘူးငါဘာထင်လို့တော့ပေါင်သားဩအတူတူပဲဟေ့ခေတ်တိုးတက်တဲ့နိုင်ငံမှာဒီမိုကရေစီနိုင်ငံဟုတ်တယ်ဒီမိုကရေစီနိုင်ငံမှာပြောချင်တာပြောလို့ရတယ်ဟုတ်တယ်ဒါပေမဲ့ဘောင်လေးထဲမှာပြောဘာမှမဖြစ်ဘူးဟုတ်တယ်ဟုတ်တယ်မလားစီကန်းရှိရှိကဒီလိုပြောချင်တာညာဘယ်လိုလုပ်ဗျာဒီမိုကရေစီနိုင်ငံဟာတိတ်ကိုလွတ်လပ်တာမှန်ပါစီကန်းရှိမှလူတို့ဘဝတိုးတက်ကြမယ်ဗျတိုးတက်မယ်ဗျစီကန်းရှိမှလူတို့ဘဝတိုးတက်ကြမယ်ဗျရှင်ကျင်းမှုတော့ထိမ့်သိမ့်မှာမြန်မာမလေးရထိမ့်သိမ့်ပါရှေ့ကွဲနောက်ကွဲအလဲကွဲနည်းနည်းလျှော့ပါကွဲလျှော့ပါကောင်းမရင်ငယ်ဖြစ်လဲမနေနဲ့ကွဲငရဲကြည့်တတ်တယ်ဥစ္စာကိုမအချစ်ပြတ်ဘောစီတယောက်ကိုကဲဘောစီကြီးကအန်းလိုက်တာသမီးလေးကိုပါအချစ်ပြတ်ချစားအဲ့ဒါများခုခေတ်နေထားလားအချစ်ပြတ်ချစားအဲ့ဒါများခုခေတ်နေထားလားဘာလဲအေးအဲ့ဒီကိစ္စကဒီလိုရှိတယ်ကွာဘယ်လိုလုပ်ဟာနည်းနည်းလေးတော့လွယ်နေတယ်နည်းနည်းလေးတော့လွယ်နေတယ်နည်းနည်းလောက်တော့လျှော့ပါကွယ်နည်းနည်းလေးတော့လျှော့ပါကွယ်ခင်မီတိုးတက်နိုင်ငံတိုင်းမှာဒါမျိုးတွေရှိကြပဲနည်းနည်းလေးတော့လွယ်နေတယ်နည်းနည်းလေးတော့လွယ်နေတယ်နည်းနည်းဖြစ်ဖြစ်လျှော့ပါကွယ်နည်းနည်းလေးမှမလျှော့နိုင်နဲ့ခင်မီတိုးတက်နိုင်ငံတိုင်းမှာဒါမျိုးတွေရှိကြပဲဟာမင်းတို့ကအဲ့လိုပြောငါလဲငါတီးသမျှမြင်သမျှလေးတွေငါဒီလိုပြောချင်တာကွာဘယ်လိုလဲဟဲ့ယောcome on hey Johnny ပုံစံဒီဟာထိုးကြသွားတာတော်တော်တမ်းပါသည်ချပင်းနေသောဘုံလုံးကြီးများသိနေထောင်နေချီငါတောင်းနှံကတ်တွေဝဲကလေးသုံးကြည့်တပတ်သုံးကပြောမလောက်ဘလို့မဟုတ်မတော့တာ9000ကျပ်လည်းမလောက်1000ကျပ်ပဲကုန်တယ်ဂျန်နီအခုဆိုရင်ဖုန်းနဲ့လူတိုင်းစီမကင်နိုင်ဘူးလားကင်နိုင်တယ်အဲ့ဒီလိုကင်နိုင်တဲ့နေခါမှာအဲ့ဒီစကားတွေမပြောပါနဲ့အခုဆိုအစိုးရဖုန်းတွေကိုအရေးကြချပေးနေပြီငတော့အရေးကြဆိုတဲ့အထိပ္ပယ်ကိုမင်းသိလားအဲ့ဒါအရာจิตတာကိုပြောတော့ကွာအရာจิตတာရလားဟုတ်ကဲ့အဲ့ဒီစင်ကတ်တွေတသိန်းနဲ့စင်ကတ်တွေရောနှစ်သိန်းနဲ့စင်ကတ်တွေအကုန်လုံးအင်တာနက်တွေချိတ်ဆက်လို့ရနေပြီအဲ့ဒါကိုငါခန်းစားချက်ကိုငါဒီလိုလေးပြောလာအောင်ပါဘယ်လိုပြောနေလဲအင်တာနက်တွေခေတ်ထားလားတိတ်ကိုကောင်းနေဗျာမှန်ပါဘူးဖုန်းတိုင်းမှာလည်းအကုန်လုံးတဲ့
တို့ပြည်သူများအတွက်ကောင်းပြီအကျိုးရှိရှိအသုံးပြုပါတို့ပြည်သူများရာအမှန်ပေါ်ကိုကားဒီကားကြည်တာများသိတ်ကိုများတယ်ဗျာလူငယ်တချို့လည်းမလွတ်တမ်းပါဟိုမင်းသမီးကိုပါဘုံနေပေါ်တဲ့အဓိကချက်ဒေါက်တာချက်ကြီးအတွက်ဟိုဘုံနေပေါ်တဲ့အဓိကချက်ဒေါက်တာချက်ကြီးအတွက်အမလေးကိုကြောက်မဲ့ကိုပြောမယ်တွက်လက်တို့ကြတော့သူများကြောက်မပြောဘူးမင်းဘယ်လိုပြောပါလဲတွက်လက်တို့ကြတော့တွက်လက်ကြောက်တွက်လက်ပြောမယ်သူများကြောက်ပြောရင်မကောင်းဘူးဟုတ်တယ်သူများကြောက်ပြောရင်ဘာဖြစ်မလဲအတင်းဖြစ်တယ်တွက်လက်ကကိုကြောက်မဲ့ကိုပြောဆရာရဲ့ဟေးတွက်လက်ဘောဟာတိုးတက်သွားတာတော်တော်များများသည်ဝိုင်းစုခိုင်းတဲ့ကျွန်တော်ရဲ့စော်တော်ပါလေလာနမ်းသည်ဝေးဝေးကမောင်ရီလာခိုးတဲ့ခေစံဝင်းနဲ့ညာသွားပြီအဲ့ကောင်နဲ့တန်းစင်နဲ့စာသားတွေကိုနားမလည်ဘူးတချင်းဆိုတာကျွန်တော်စူပါလင်းတို့ကြတော့ပိုးရှစ်ခေတုံးကတချင်းတွေကိုအခုခေတချင်းတွေကိုအကုန်ရတယ်ဗျာ ဘလို့တချင်းမျိုးရောဆိုပြတယ် ပိုး မ ရှစ်ခေတုံးကတချင်းဆိုရင်ဖိုးဖိုးကြီးတင်မောင်ရွှေပန်းရဲ့ တွဲလောက်ရွှေမန်းတင်မောင်းမလဲသူ့လက်ကြမှာတင်မောင်းအသက်မချင်းမတာအဲ့ဒါလှုပ်ရမ်းနိုင်တော့အသီးများ ဖိုးဖိုးကြီးဦးရွှေမန်းတင်မောင်ရဲ့တချင်းဆိုကျွန်တော်အရမ်းကြိုက်တာဗျာ ဘယ်လိုဖြစ်နေရော ကျွန်တော်ဟာလေးနိုးသီးကောင်းနိုးသီးကောင်းနိုးသီးကောင်း သူနေတာကျွန်တော်ကလေထုံနီးလကောင်ထုံနီးလကောင်အမလေးသူ့လက်ကြမှာကျွန်တော်ကလေအသက်မချင်းမတာအဲ့ဒါလှုပ်ရမ်းနိုင်တော့အသီးများတဲ့ ကျွန်တော်အဲ့တချင်းတွေကြိုက်တယ်လို့အခုခေတ်နေထားနေကြတော့ကျွန်တော်အဆိုးတော်တွန်း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  တို့နာနေတူမဟုတ်ကဲဟုတ်ကဲ့ အဆိုးတော်တို့ရဲ့တချင်းကတော့ကျွန်တော်အရမ်းကြိုက်တယ်ဗျာ ဘယ်ချင်းနေတော့ ရောက်ပါရဲ့ Hey! နေတော့တော်ဆောင်ပြီ Hey! ချောင်းရဲမှာ Hey! ရေချိုးပြီးတို့ပြန်ပြီ Hey! ရာသီချိန်မှာရာသီမလာယုံကဲဒီပန်းပေါင်းပြီ ကြိုက်တယ်နောက်တစ်ခါတော့အဲ့ကောပိုင်လို့ပြန်ဆိုသမှာ ရာသီချိန်မှာရာသီမလာယုံကဲဒီပန်းပေါင်းပြီ ဟဲ့ကျင်းတဲ့ထက်ကတော့ရဘွားအတွက်အမြဲပဲဖို့ ရှောက်ကုန်ပြီလားမသိပါဘူးကွာ အဲ့ဒါခင်ဗျာတချင်းနဲ့အများကြီးပဲရတာပဲ ရတာပေါ့ဗျာ မင်္ဂလာပါဒီအစီအစဉ်လေးရဆိုရင်ဖြင့်ကျွန်တော်တို့ဒီမိုးရမှာကျွန်တော်တို့အစိုးရတွေခေါ်မယ်ပြီးသွားတဲ့အခါကျရင်ကျွန်တော်တို့ရုပ်ရှင်မင်းသားမင်းသမီးတွေနေရာမရောက်သေးပေမဲ့လည်းကျွန်တော်တို့မင်းသားတက်သစ္စာမင်းသားလေးတွေကိုပဲကျွန်တော်တို့ပူးတွဲပြီးတော့ဒီမိုးရံနေပြီးတော့ထီကိုကျွန်တော်တို့ကြော်ညာမှာဖြစ်ပါတယ်အဲ့ဒီနေရာမှာကျွန်တော်တို့ဇလန်းလေးတွေလုပ်မယ်ဇလန်းလေးလုပ်မယ် performance လေးတွေလုပ်မယ်ဒီနေရာမှာလည်းကျွန်တော်တို့ခေါ်ထားပြီးသွားပြီပဲဖြစ်ပါတယ်အဲ့ဒီနေရာမှာကျွန်တော်အစိုးရခေါ်တဲ့နေရာမှာကျွန်တော်စိုင်းတရားခိုင်းဘက်မရပါဘူးအဲ့ဒီဟိုစိုင်းခန့်လိုက်မရပါဘူးစိုင်းခန့်လိုက်နဲ့စိုင်းတရားခိုင်းဘက်များမှားနေရသေးတယ်အရေးအဲ့တော့ကျွန်တော်တို့အစိုးရလေးတွေကလည်းခေါ်ပြီးသွားပြီဖြစ်တယ်နောက်ပြီးတော့ကျွန်တော်တို့ဒီမှာကျွန်တော်တရုတ်ဆောင်မဲ့မင်းသားမင်းသမီးခေါ်ပြီးသွားပါပြီဥစွာပထမအနေနဲ့ကျွန်တော်မိတ်ဆက်ပေးရမယ်ဆိုရင်ကျွန်တော်နာမည်အရင်ဆုံးမိတ်ဆက်ပေးပြသည်ကျွန်တော်ကတော့တွက်ရည်တွက်လက်ရည်လက်တွက်လက်ပါကျွန်တော်တို့ဗမာသာကတိကလေအဲ့တော့ဥစွာပထမခေါ်ပေးမှာတော့ကျွန်တော်တို့အစိုးရနဲ့အရင်ဦးဆုံးပြိတ်သက်ကိုမိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်အော်ကျွန်တော်တို့အစိုးရပြီးပြီဆိုရင်ကျွန်တော်တို့စင်မြင့်ပေါ်သို့ကြွလို့ရပါပြီ ပြောလေးတဲ့ဒီမိုးများကြွားနေတော့ငါချမ်းလို့တောင်းပါတယ်ဗျာတောင်းမှန်ပါတယ်ကျွန်တော်တောင်းဝကနေပြန်လာခဲ့တော့ကလမ်းစရိတ်မရှိလို့ရေတံဘူးတွေရောင်းပြီးတော့တလီပါတော့ကိုကောင်းခဲ့ရပါတယ်တိုင်းလို့ရှိတယ်ကိုလည်းကျွန်တော်တောင်းပါတယ်ဗျာပြည့်တဲ့ကနေကိုလည်းကျွန်တော်တောင်းပါတယ်ဒီမိုးရဖလားမိုးရဖလားဖလားပါကျွန်တော်မရဘူးဆွဲလို့တောင်းရတော့ပါကျွန်တော်တောင်းပါပါတယ်အရင်ကတည်းကလက်ခေါက်တာကြီးနဲ့ကျွန်တော်တောင်းပါပါတယ်ဗျာမိုးရဖလားကျွန်တော်ကျွန်တော်ပါဆွဲပြီးတော့မလို့ပါပါတယ်လေတော့မခဏလေးပါခဏလေးငိမ့်လေးနေပေးပါမျက်စိတွေတော်တော်နောက်လို့ပါစောနာခွန်ဆွဲပြီးတောင်းရတော့မယ်ဒီမိုးရံဖလိုင်းမှမရရင်ခွန်ဆွဲပြီးတော့နောက်ထပ်3ချိန်လောက်ထပ်ကြော်လိုက်စမ်းပါကျွန်တော်တောင်းပါပါတယ်ဗျာငါတို့ကခွန်နှလုံးအပေါ်ဘောပတ်စတောင်းပါတယ်ဝေးရှာโอเคတော့ဒီလောက်ဆိုအသေးပြေးနေပြီရေးလေးတောင်းပါတယ်ဗျာဆိုင်ပါသေးတယ်များလဲမင်းတွေ့တဲ့အတိုင်းပါပဲရှုဒါဆိုရင်ကျွန်တော်တို့ရှုခဏလေးပါ ခမ ्या ကိုကြည့်ရတော်တော်မျက်စိနောက်တာပဲ ဟုတ်လေခမ ्या လက်နေခမ ्या
လုံနေတာကျွန်တော်တို့တစ်စက်မှမလုပ်ရသေးဘူးလေဟာညဒီမှာကျွန်တော်တို့အစိုးလဲနာမည်ရပြီးသားအစိုးတော်လေးလဲကျွန်တော်မောနေပြီဗျာခင်ဗျားတယောက်ခင်ဗျားတော့တော်တော်မောနေပြီအဲ့တော့ခင်ဗျားအစိုးနေရာလေးတွေမှာပေါ့ဆောနာဆိုရတဲ့တချင်းလေးတဲ့နောက်တော့ဘလို့တချင်းမျိုးလေးတွေရသေးလဲကျွန်တော်တစ်ချက်လောက်ပြောပေးပါကျွန်တော်ရပါသေးတယ် ဟုတ်ကဲ့ပါ In the royal nano she In the royal nano she In the royal nano she မာတကားမူရဘယ်ရောက်လာပြီးမူးနေရတာလဲ ခင်ဗျာရက်လိုက်တော့ စိုက်တယ်အဲ့ဒီလောက်ချိန်မရဘူးနောက်တော့ဘလို့တချင်းမျိုးလေးတွေရသေးလဲ ကျွန်တော်နောက်ထပ်ဆိုရင်ဟိုတချင်းရပါသေးတယ် ဘယ်တချင်းလဲမသိဘူး မြန်မာနိုင်ငံရဲ့ဂီတလောကကိုမယ်ဒလင်တလက်ထဲနဲ့သိုးမိုးသွားတယ်ကိုတွန်လေးဆိုအောင်လေ ဟာကြိုက်တယ်ဗျာတစ်ချက်လောက် တန်ရောစင်ကြီးကျွေမိပြီကွယ်ဦးနဲ့သမီးတို့ရဲ့ဘဝမတွေ့ရမနေနိုင်တော့ဘူးကွယ် ရပြီသမီးမီးတော့ရပြီမမီးနဲ့တော့တော်တော်ကောင်းတယ်နောက်တော့ဘလို့အဆူတော်မျိုးတရသေးလဲတစ်ချက်လောက် ကျွန်တော်ဝင်ဦးတန်လည်းရပါတယ်ဗျာဟောဝင်ဦးလို့လည်းရပါတယ် အော် တောင်းပါတယ်နော်ပြည့်တဲ့ကြီးဒိုင်းနေလို့ကျွန်တော်တောင်းပါတယ်မိုးရဖလားကျွန်တော်ရချင် ပါပြီမျက်စိတွေကိုနောင်နေတာဗျာရပြီခါဟိုကျွန်တော်အတူလျောက်လဲမတိန်နိုင်ဘူး တပရိန်နေနဲ့လာတာပါ6လောက်က ရပြီအဲ့ဒါဆိုအဲ့ဒီဝင်းဦးတချင်းလေးတွေဘယ်တချင်းရလဲမသိဘူး ဒီကောင်မြေပဲမော်လောသူငါမြောင်းဟိုရင်လာတဲ့သောင်းဝခွေရှောင်းမောင်းကြရဲကဲမြောင်းလုံးစေငုံငေါ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 ငါနမ်ငေါ မဟုတ်တချင်းနဲ့မှငါဝါစားတာပဲကြားနေရတယ် ခုနကထမင်းလောက်တေလာပေးတော့ကကျွန်တော်မရလိုက်ဘူးလေရော အော်ထမင်းတော့လာပေးတော့ဘယ်အသိဉာဏ်သွားနေမှာမအဲ့ဒါကိုကျွန်တော်သဘောကျတယ်အဲ့ဒါဆိုအဲ့ဝင်းဦးနဲ့ဟိုဒေါ်မြလေးလားဇက်ဝင်ကမှပြောတာလေအဲ့ဒါလေးတခင်ဗျားတစ်ချက်လောက်လုပ်ပေးလို့မရဘူးလား ကျွန်တော်ဟာလေခဏကန်ထားပါဗျာလို့ ခင်ဗျာကန်ဟုတ်ရပြီအဲ့လောက်တော့ရပြီအဲ့လောက်တော့ရကျွန်တော်တစ်ချက်လောက်ဟုတ်ပြဝင်းဦးနဲ့ဒေါ်မြလေးနဲ့လေပြောတဲ့နေရာမှာကျွန်တော်ဘယ်လိုလုပ်ပေးရမလဲ အဲ့ဒါဆိုရင်အကုန်တစ်ခုလောက်ကိုညီပါဗျာ ဘာများကူညီရမလဲခင်ဗျာ တော့မြလေးလုပ်ပေးပါ ဒေါ်မြလေးလုပ်တော့ကိုထုံးမောင်ပါတက်ရိုက်တော့ဘယ်လိုလုပ်မလို့ ဟောတယ်ခေါ်တော့ပါဗျာ ဟုတ်ကဲ့ကျွန်တော်ပြောပါဟုတ်အော်အန်တီမြလားကျွန်တော်လေအန်တီမြနဲ့တွေ့ပါမလားလို့ အမလေးမဝင်းဦးရဲ့အန်ဒီမြဖြစ်မင်းကိုမျောလိုက်ရတာမပြားခြင်းဘူးမပြားခြင်းဘူးပြားကိုမပြားခြင်းတော်ရွာပါအချင်းဒီလားမသိဘူး ပါရှယ်မရမှာမပြရှင်လည်းမပြောနဲ့ပေါ့နားတွေလည်းကွဲထွက်တော့မယ် ရပါတယ်โอเคကျွန်တော်သဘောကျပါပြီခင်ဗျားဆိုရမှာကျွန်တော်တို့ဟိုရဲလေးတစ်ချင်းလေး ဟုတ်ကဲ့ မောမင်းတို့နဲ့ရကိုဘာဖြစ်တယ်ဆိုလား အဲ့လောက်စားသားတွေရနေခမ ्या ပဲဆိုလိုက်တော့လေ ကျွန်တော်မရလို့ခင်ဗျားကိုဆိုခိုင်းတာလေ ကျွန်တော်ကုန်ရပါတယ် ဟောရှာပြီးပါ တောင်းမှလည်းတော့ပြည့်တဲ့ကြီးကျွန်တော်ဆိုပြတော့မှာပါ ဟုတ်ပါရပါခင်ဗျားခိုးခင်ဗျားမျက်စိနောက်လို့ပါကွာခဏလေးပါကွာမင်းလောက်တာနဲ့အချိန်လေးပြည့်သွားအောင်မနေ့ဆွဲစီထားရတာပါနောက်လေးနည်းဆုပ်နေပါဒါတော့မိဘများသိတဲ့အတိုင်းမှာပဲဒါလေးကတော့ကျွန်တော်တို့ဟိုစူပါလင်းပဲဖြစ်ပါတယ် အတူတူဆိုရင်ရော အတူတူဆိုမှာပါ အတူတူကြရင်ရော အတူတူကဲမှာပါ အတူတူတွေ့ရင်ရော အတူတူတွဲမှာပါ အတူတူကြရင်ရော အတူတူပြောမှာပါ ဟဲ့ ဘလို့သွားနေတယ်တော့ရှာပြီဒါဟုတ်တယ်ဟုတ်နေပြီဒီဘက်လေးမိဘများမြင်တွေ့တဲ့အတိုင်းပါပဲကျေးဇူးတင်ပါတယ်အခုလို Cookie Master ဆိုတဲ့အစီအစဉ်မှာအခုလိုဂျုံးနေထိုးပြီးဟင်းနေချက်သွားတာကို ဟိုခင်ဗျားဖိတ်ကောလို့ကျွန်တော်လာခဲ့ရတာဘယ်နဲ့ကိုကင်းမစတာလို့ဒီလောက်အချိန်နဲ့ဆိုတာကိုကင်းမစတာဖြစ်မလား ရပါ ဒီခင်ဗျားကျဲဦးတွေ့သွားလို့တင်ဟဲ့လား ဟာမတွေ့ကြဦးတင်းတွေ့ခိုင်းတော့ကဲကျေးဇူးတင်ပါတယ်ကဲအခုဒီခါကျတော့မိဘများနဲ့မိတ်ဆက်ပေးမှာကျွန်တော်တို့မင်းသမီးလေးတစ်လက်နဲ့မိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်ဒီမင်းသမီးကဆိုရင်အင်တာနက်ကနေပြီးတော့ကျွန်တော်မဲတွေအများဆုံးရထားတဲ့နန်းခင်ဇေယျကိုဖိတ်ခေါ်မှာဖြစ်ပါတယ် ကောက်တယ်လေကြောက်လို့ပြီးပါမင်းလာတဲ့တွဲမင်းမီဘယ်လောက်လာလဲဆိုတာ နန်းခင်ဇေယျနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်နန်းခင်ဇေယျလည်းဒီထဲမှာတရုတ်ဝင်ဆောင်ပေးမှာပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်လက်ခုပ်လေးတစ်ချက်လေးတီးပြီးအားပေးလိုက်ပါဦးဗျာနန်းခင်ဇေယျပါ
就算伤给了自己，不原谅我，也希望。ဘယ်လိုတွေဖြစ်ကုန်တာလဲ မီးကြောက်တယ်မီးကြောက်တယ် ဘသူ့ကိုကြောက်တာတော့လို့ မီးကြောက်တယ်အော်နေတယ် ဘသူအော်တာတော့ မီးအော်တာ ကောင်းမငါများအော်တယ်တဲ့ အမလေးကိုရဲ့ဘယ်လိုလုပ်နေလဲရှင်လို့ ဘာဖြစ်တာတော့ မီးရှင်နေခုံသွားလို့ပါကိုကို ကျေးဇူးတင်ပါတယ် ဖုန်းနဲ့ မင်းသားနဲ့မင်းသမီးနဲ့ တွေ့ရမယ်မင်းသမီးကကြောက်စရာလေး ချစ်စရာလေးမသူများကိုကြောက်စရာလေးတော့မလို့မလားမသိဘူး ဘာတော့ကြားပါပြီ မင်းသမီးနာမည်မိုက်ကငါကင်စမူစာတဲ့ ကြားပါမင်းသမီးနဲ့မင်းသားနဲ့အခုမှတွေ့တဲ့နေရာမှာဘလို့တရုပ်ဆောင်မှုတွေရှိမလဲဆိုတော့ကျွန်တော်တစ်ချက်လောက်ကြည့်ပြရ ကြားစရာကျွန်တော်ပြောရမယ် ဟုတ်ကဲ့ဘယ်လိုပါ ဒါတော့လေ ဟုတ်ကဲ့ ဒီမှာမင်းကြီးဟိုမှာယောက်ျားလေးနှစ်ခုပေါင်းတော့မော်ကျိုးလိုက်ပြီအမေရောကြောက်ကချင်အဲ့ဒါခေ တော်ကီတွေနည်းနည်းနဲနေတယ်တော်ကီတွေနည်း ကလုံးချတော့ ဟုတ်ကဲ့ပါ သိသိရှိဘူး ဟုတ်ကဲ့ပါ တော့တိုင်းနဲ့ဆက်လက်လို့သုံးဆောင်သွားလို့မဖြစ်ဘူး ခဏပဲပါခဏလေးပဲလောက်ပါလောက်ပါ ဒီမှာမင်းကြီး ဟာ မင်းရဲ့အလားတယောက်မိုးပြန်ဖလားတဲ့မိုးရဖလားတဲ့စိတ်ဝင်စားနေတာကိုပါပဲကိုကြည့်တော့ကိုတော့ခိုင်းရခဲ့ဟာလို့အဲ့ဒါပဲမာနာကြီးတခေါ်လာနဲ့မင်းတို့မင်းကလေးရလေသူတို့ဥစ္စာကြတော့ကတ်နေတယ်ငါဥစ္စာကြတော့တွဲလောင်းလင်း ဘာတော့အိုခါကြီး အမလေးတွဲလောင်းလေးကိုကြားလိုက်တာရင်ထဲကိုလေ ကြားပြီ တောင်းပါလေဆိုင်တဲ့စကလုံးနဲ့မတောင်းနဲ့အမတ်တွေရောပြီးတိုင်းနဲ့ဆက်ရပဲနေ ဟောကြားပါပဲကဲအဲ့ဒီမှာကဲမင်းသမီးနဲ့မင်းသားနဲ့တရုပ်ဆောင်မယ်တရုပ်ဆောင်တဲ့နေရာမှာမိုးတချင်းလေးနဲ့ခမည်းရဲလေးနေရာကခမည်းကျတော့မေတက်ခိုင်နေရတရုပ်ဆောင်မေတက်ခိုင်ကထီးလေးပါမယ်ထီးလေးပြင်မှာတော့ယူ ထီသွားရအောင် ခဏခဏအဲ့တော့ခမည်းကတော့တချင်းဆိုပြီးမှဖြစ်ပါတယ်အဲ့ညမှာခမည်းတရုပ်ဆောင်လေးလုပ်ပေးရမယ်โอเคဟိုထီးလေးမြန်မြန်လေးအဲ့တော့မင်းသမီးနဲ့မင်းသားနဲ့တွေ့တဲ့နေရာမှာကျွန်တော်တို့တက်ပြီးအချိုးကြမယ် တပည့်တို့ကြမယ် တွန်းလှဲမယ်အဲ့ဒီနေရာလေးတွေโอเคမင်းသမီးမေတက်ခိုင်ထီးလေး ဒီရွက်ကဘယ်ရောက်သွားတာ ရပြီ မင်းသမီးချင်းရွက်ကဘယ်ရောက်သွား ဒီကမိုးမလုံးမဆိုးလို့လား လည်းလည်းโอเค ဒီတော့နောင်လုပ်ပေးမယ် တချင်းလေးဆိုโอเคဒီလားလေးခြေလုံးလက်စုံလေး မင်းသားချီဆုံးသက်ဆိုတာမလား မောင်မဲချင်းရဲ့ကြွားတူပြီးပါကွယ်မင်းတို့ ခဏလေးပါလေတဲ့ ခဏကျွန်တော်ဘာမှမလုပ်ချင် အဲ့ဒီအချိန်မှာရဲလေးဟာမိုးတွေတော်တော်ရွာနေပါတယ် အော်ဆန်းနေမှာကျေးဇူးတင်ကြည့်ပါ မောင်မဲချင်းရဲ့ကြွားတူပြီးပါကွယ် ကျေးဇူးလက်စုံ မင်းတို့စင်တဲ့ဘောလူတို့တော့ ခဏလေးအဲ့ဒီအချိန်မှာမိုးတွေဟာတော်တော်ရွာနေပါတယ် တော်စင်မိုးကတော်တော်ရွာလာတယ်နော်ဆရာ ဆက်ဆိုပဲ တော်တဲ့ငါမထီးရှိလို့ကြွားတူပြီးပါ မင်းသမီးလာမယ်မင်းသမီးဘက်ကိုလာမယ် ဘောလူ ဟုတ်ပြီ တို့ တပည့်ကြိုးကြမယ်မင်းသားသားလေးတွန်းလို့မယ်ရပြီဟောရခဏလေးအဲ့ဒီအချိန်မှာမိုးတွေတော်တော်ရွာနေပါတယ်ရပြီ ရမိုးကတော့ရွာလာတယ်ဆရာရေတော်တော်လည်းချမ်းနေ မ ပြီ င်းသားတုံးလုံးလေးမင်းသားတုံးလုံး အမ လေး လေးညီမင်းသားညီတသာတွန်းလို့ ဆိုမယ် မိုးမင်းတို့နဲ့ကြာရော ဟုတ်ပြီမင်းသားဟုတ်ပြီမင်းသားစာပြီးဆွဲပြီဟုတ်ပြီအကြည့်ဆုံးနေမင်းသားနဲ့မင်းသမီးနဲ့အကြည့်ဆုံးနေထီအကျွေးတွေယူတယ်အဲ့ဒီမှာမအူးကလာတောင်းတယ်ပြဿနာတွေတက်တယ် လိမ့်နေဘောလားအကျွေးချသားမှာ အဲ့ဆက်ဆိုပဲခဏလေးအဲ့ဒီအချိန်မှာမိုးတွေတော်တော်ရွာနေပါတယ် ဆရာမိုးရမှာပထမဆုံးတောင်းပေးပါကျွန်တော်ဆေးရုံတက်ကြဘယ်မရှိဘူးဆရာ ရတယ်ဟုတ်ပြီမင်းသားဆေးအောင်မရောက်သွားပြီဆိုနေမယ်ဟုတ်ပြီဆေးအောင်မခဏလေးဆေးအောင်မမိုးရွာတယ် ဟာဆေးရုံမှာမိုးရောမလားဗျ ရှာမရှိနဲ့ဆေးအောင်မိုးမလုံဘူး ဆေးရုံမှာမိုးမလုံးရ အေးုံများမိုးမလုံရဘူး သူ့လက်ထက်ကြမှာပဲဆေးရုံမိုးမလုံးဘူး မသားဆေးမင်းသမီးကနေဒီတိုင်းထားပါဒီမှာမင်းသမီးကြည့်ပါဦးဗျာဘွဲလမ်းကြီးဒီမှာနမကြီးချင်းမကြတော့တွန်းလို့တန်းလိုက် ဟ
မလို့ပြနေလားအဲ့ဒီအချိန်မှာမင်းသမီးပေါ်မိုးတွေရွာပါ မိုးရရော်ရမြဲရှင်တွေကိုမိုးတီး ဒီသားပေါ်မိုးတွေရွာပါတယ်အဲ့ဒီအချိန်မှာပလင်စနာပေါ်မိုးတွေရွာပါတယ် ဟောခေါ်လိုက်တာဟဲ့ အဲ့ဒါမိုး ကျေးဇူးတင်ပါတယ် မတန်စမ်းတဲ့ပြလုံးလေးတွေပါ ဒီရပါတယ် တကယ်လည်းသဘောကျပါတယ် တော်တော်ကောင်းပါတယ်ခင်ဗျ အားတတိုက်ဖွဲ့ညီကိုမတန်ကျူဩ မင်းသမီးများမှတ်နေလားရောက် မင်းမမိုးရွာခြင်းသေးလို့လား ခေါ်တဲ့ကိုနေပြောကြလို့နှလုံးသားတွေက ငဲနှလုံးသားချင်းသိနေကြတာ ဒီခါတော့ကျွန်တော်တို့တရတပြည့်မေခွန်လေးပါ မိကွန်းလေးတွေဖြစ်ပါတယ်ကဲအားလုံးပဲရေဆိုတော့ကြွတ်ဆုပ်လေးကြာတာပဲနော် ငကိုတွေကလည်းအဲ့ရုပ်ကောင်း 9မိနစ်စာမေခွန်လေး ဘယ်သူနိုင်မှာလဲ ကျွန်တော်နိုင်မယ်ကျွန်တော်အဖေထဲမှာနိုင်နေကြကို အေးညီလေး အိမ်ရှိတောင်ဖြတ်မလျှောက်နေဘူး ဝါကောင်းတယ် ဒါရိုက်တာမောင်တီရဲ့မိကွန်းဖြစ်ပါတယ်သူ့ရဲ့ခေါင်းစဉ်ကတော့တရိษံများအဖြစ်တရုပ်ဆောင်ပြီးပြက်လုံးပြက်ပြပါ ရိုက်တာမောင်တီကတလိမ့်ဆန်ယုံသွားဖို့ပတ်စံမရှိတာနဲ့မင်းတို့ကိုကြည့်နေတာပါ ကိုဆရာဆိုတော့ကိုတွေကိုအဲ့လိုလွယ်လွယ်ကူကူမေးလိုက်တာပေါ့လေကဲကြောက်လာတဲ့ခေါင်းစဉ်လေးအောင်တိရစ္ဆာန်များနဲ့ပြလုံးပြပြပါဆိုတော့ တလိမ့်ဆန်များအဖြစ် အဲ့တော့မင်းတို့နိုင်ငံနဲ့တွဲလို့မရဘူး ဘာဖြစ်လို့ မင်းတို့ကတိရစ္ဆာန်နဲ့ဖြစ်နေလို့ပဲဟုတ်မှာစားကြပြီဒီလိုအိုး မစားတော့ငါမငါခုနကမှခွေးလိုလေးနည်းနည်းလေးဥထွက်တာနေငါတလိမ့်ဆန်ဖြစ်သွားတာလို့ ဟုတ်တယ်လေ ခွေးလိုမျိုးဆိုလို့သွားမပြောနဲ့ဘာဖြစ်လို့ခွေးတောင်မှခွေးတီးသချင်းနဲ့ခွေးမသချင်းနဲ့ရှိဟုတ်လားကွာခွေးတီးသချင်းခွေးမသချင်းအေးအဲ့ဒါကိုဒိုက်တာဦးတီပြောတဲ့အတိုင်းခေါင်းစဉ်လေးနဲ့ကြိုက်အောင်ကြတော့ performance jelly မင်းနိုင်ငံနဲ့ performance လေးနဲ့ အော်ပါဖောင်းမဲ့လေးလဲဆိုဒီတိုင်းအိပ်ပြီးတော့တက်တဲ့ပြလုံးပြောတာ performance ဆိုတာဟိုဟာလေးတရုပ်ဆောင်အမူအရာလေး ပြောဆောင်လေးထက်လိုက်စမ်း ခွေးမသချင်းခွေးမသချင်း ဟုတ်ပြီဟုတ်ပြီ မောင်ခွေရလိုက်ခဲ့တော့မဲရွှေမျိုးအဲ့ဒါခွေးမသချင်းခွေးတီးသချင်းလည်းရှိသေးတယ်သူကခွေးတီးသချင်းက freeness ဆိုတာပေါ့ကွာတွဲလျက်ကွယ်တွဲလျက်ကွယ်ဝေတာမျက်နှိုးလွန်းလို့အမျိုးမျိုးပြင်းချစ်တဲ့ကြလေးရဲ့အိုးအမလေးတကယ်ချင်းတော့ဟိုကောင်ထွက်လိုက်ရင်စူပါလင်းနဲ့ချက်နေပြလုံးပြတာအမတိုင်ကြီးရတာပရိသတ်မပြောတဲ့ငါကြီးချင်တာအဲ့ဒီရေကိုတော့မဆန်နိုင်ဘူး တေးတေးချာချာကြည့်ပါဥတီဘွားဥတီဘွား ငါပြောချင်တာအဲ့ဒါမဟုတ်ဘူးဘာလို့ဒီကောင်နဲ့လူပေါင်းသွားတယ်သူတို့နှစ်ယောက်တည်းစိုးနေတယ်ကွာ ဟုတ်ဘူးလေတချင်းဆိုတာဒါစိုးပသေးဒါခွေးတီးတချင်းခွေးမတချင်းဆိုသွားတာ လက်ဆံအမူအရာနဲ့လောက်ပြတာ မှန်တယ်ဗျအခုခေတ်ကဒါတလိမ့်ဆန်နေတောင်စကားပြောတဲ့ခေတ် ဟဲ့ဓာတ်ပြောရတော့ ဟာမင်းတလိမ့်ဆန်စကားပြောတာငါတို့အိမ်ရှိကကြက်မနဲ့ကြက်ထီးနဲ့စကားပြောတာဒီလိုပြောတာကြက်ဖာနေလို့ကြက်မအော်ပြောတာဦးជីជីဦး ချက်ဖတ် ကြက်ဖာအဲ့ဒီလိုအော်ပြောတာ ပြောတော့ ပြောတော့ကြက်မလည်းပြန်ပြောတာပဲ ဘယ်လိုလဲပြောတော့ ကတိကတတော်ကတိကတတော်ကတိကတတော်နဲ့ဘယ်မှာသူတို့စကားပြောတာမင်းကြားတယ်မလားအဆင်မပြေဘူးလား ဟုတ်တယ် မှန်တယ် လိုက်တိုင်းကအစင်မပြေဘူးစောစောပဲမင်းတို့ဒီပွဲကင်းထဲမှာသိလား ဘာလဲ အောက်မလဲကြောင်လင်မယားပွဲလာကြည့်တာဗျာ ဟုတ်တော့မမြင်နိုင်ဘူး ဟုတ်တယ်တို့လူကျွန်တော်တွေအင်မတန်ကောင်းဆိုကြောင်မကြီးကအရင်လာတာကြောင်တီးကနောက်မှလိုက်လာတာအဲ့တော့ကြောင်တီးကလူတွေအများကြီးပဲ तू ကသူ့ချစ်သူနဲ့လည်းဝေးကွာတာကြာတော့ကြောင်တန်နဲ့ဒီလိုခေါ်တာ ဘယ်လိုခေါ်လို့ ခမိုင်းပြောင်း လူတွေများလို့ ပြောင်း အဲ့ဒါကြတော့တလိမ့်ဆန်နေဟုတ်တယ်တလိမ့်ဆန်နေ အဲ့လိုပြောတာအဲ့လိုလည်းပြောလိုက်ကောကြောင်မကြီးကပွဲရလဲကြည့်လို့ကောင်းနေသေးတယ်လေပြန်ပြောတယ် ပြောတော့ ပြန်မအောင်တော့ပြန်နေပါဦးတော့ပြန်နေပါဦးတော့အဲ့တော့ဒီတော့မပြန်မလားဆိုကြောင်လင်းများမှာပွဲကင်းမှာဓမ္မသက်က ရပြီခဏလေးအဲ့ဒီလိုကြောင်တီးတွေအကုန်စကားပြောတဲ့နေရာမှာတလိမ့်ဆန်နေလဲစကားပြောတယ်နော်အများကြီးပြောကြတယ်အဲ့ဒီထဲမှာတချို့ဆိုပေါ်တဲ့အခါကျရင်ပြောတဲ့တလိမ့်ဆန်နေလဲရှိသေးတယ်ဘာလဲကွာကြောင်တို့တလိမ့်ဆန်တို့ပြောတာကွာဘာလဲဟိုကောင်မလေးများချော်လဲသွားရင် ကောင်မလေးချော်လေးဟုတ်တယ်အဲ့ဒါတော့
ဒီရက်ဒီတောင်းနဲ့မင်းတကယ်လိုက်တယ်ဗျာ ကောင်မလေးနေရာပဲကောင်မလေးနေရာပဲပြောချင်တာပြောတယ်ကောင်မလေးမင်းသိတယ်မလား ကောင်မလေးနေရာပဲဟောမင်း ကောင်မလေးနေရာလေးပဲ ကောင်မလေးနေရာပဲ အေး ဒီမှာဝင်ပြော ဒီလိုကွာကောင်မလေးနေရာပြောဆိုတာအဲ့ဒီမှာငါတို့သိတယ်မလားဘာလဲတော့လူတွေအများကြီးလာတဲ့ခါကျတော့ အများကြီးလာတယ် တကြိုးမှာနားတယ်စာကလေးထားတယ် ဘယ်လိုလဲ ကောင်မလေးကိုကြည့်ကောင်မလေးဝတ်ထားတော့ဟိုဘော်ဒီဘော်လေးပြောတာជីပေါ်ရမယ်ជីပေါ်ရမယ်စာကလေးအဲ့ဒီလိုပြောတာ အဲ့လိုလေပြောလေပြောတကြိုးမှာကြီးကိုင်းရနားတယ်ကြီးကိုင်းရပြောတယ်ဗျာ ဘယ်လိုပြောတော့ အားရကောင်မမြင်ကွာ အဲ့လိုလေးလေပြောလေပြောကောင်မလေးကကြားလို့ရှေ့ကိုတလန်းနလန်းလဲရှောက်ကိုရှောက်နဲ့ခလုတ်တိုက်ပြီးချော်လိုက်တာပွားဆိုရှင်ဘက်ကကျဲသီးရဲ့အကုန်ပွတ်တော့တာအဲ့ချိန်မှာရှက်ဖြစ်တော့တယ်မန္တလီဘိုင်းကပြုံးပြုံးတခုနဲ့ထားပြောတာ ဘာရတော့ တကြားလုံးလေးလိုပဲတကြားလုံးလေးလိုပဲတကြားလုံးအဲ့အစပေါ်တာပေါ့ အဲ့ဒါကြောင့်ပြောတာပေါ့တလိษံဆိုမွေးကောင်းနဲ့တလိษံမမွေးကောင်းနဲ့တလိษံဆိုတာရှိတယ်ဟဲ့ကောင်ဘဲတော့သွားမမွေးနဲ့နော်ဘဲကတော့မနဲ့စောစောတီထားអော်တာပဲ ဘယ်လိုတော့ အိမ်ရှင်ကိုအချုပ်ထဲပို့တာလေဂဂဂမတန်မခေါင်းစဉ်နဲ့လိုက်ဖက်အောင်ပြက်လုံးကိုပေါ်ပေါ်လွင်လွင်ပြက်သွားနိုင်တဲ့အတွက်မတန်မဂုဏ်ယူပါတယ်။ငါညီလေးတွေကောင်းဆုံးဆုရပါစေလို့ဆုတောင်းပေးပါတယ်။နောက်မြူဆွဲနေဟဟလား